လေယူး33အပိုင်း55အခန်းဆက်ခွန်1864ခုမေလရောက်လာပြီဤနှစ်မေလကပူပြင်း6တွေ့သည်ပန်းကလေးများပင်အဖူးအငုံဘဝကလေးကညှိုးရော်ကြေကြသွားကြသည်ဗိုလ်ချုပ်ရှားမင်းကိုကဲ့သည့်ရန်ကီတပ်များကဂျော်ဂျီယာပြည်နယ်ထဲသို့နောက်တစ်ကြိမ်ထိုးဖောက်ဝင်ရောက်လာသည်အတ္တလန္တာနောက်မြောက်ဘက်မိုင်း100ကျော်လေးသာဝေးသည့်ဒါတန်အထက်နားသို့ပင်ရောက်လာကြသည်ဂျော်ဂျီယာနှင့်တင်နက်စီပြည်နယ်နှစ်နယ်အကြားနယ်စပ်တွင်အပြင်းအထန်တိုက်ပွဲဖြစ်လိမ့်မည်ဟုသတင်းတွေဖြစ်နေသည်ရန်ကီတို့ကအနောက်ဘက်နယ်စပ်တစ်လျှောက်တွင်အတ္တလန္တာယထာလမ်းကိုတိုက်ရန်တပ်များကိုစုနေကြသည်ထိုယထာလမ်းမှာလွန်ခဲ့သည့်စောင်းဥပေါက်ကချူကာအော်ဂါကိုသိမ်းရန်ပြည်နယ်တပ်များကိုပို့ခဲ့သည့်အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည်တို့ရာတွင်အတ္တလန္တာကမူရှေ့တွင်ဖြစ်ပွားတော့မည်ဒါတန်အနီးကတိုက်ပွဲကြီးကြောင့်တုံ့လှုပ်ခြောက်ခြားခြင်းမရှိအသွာအလာအနေအထိုင်ပြောင်းလဲခြင်းမရှိရန်ကီတပ်များစုနေသည့်နေရာမှာရခင်နှစ်ကချူကာအော်ကတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ၏အရှိတောင်ဘက်မိုင်းအနှဲငယ်ကွာတွင်ဖြစ်သည်မနစ်ကဒူဒေသကိုထိုးဖောက်ဝင်ရောက်ရန်ကြိုးစားခဲ့စဉ်ကရန်ကီတို့တက်လန့်သွားခဲ့ပူသည်ယခုလည်းနောက်တစ်ချီရှုံးအောင်မည်ထိုနေရာကတောင်ပိုင်းပြည်နယ်များအတွက်အရေးကြီးသည်ဗိုလ်ချုပ်ဂျိုးဂျွန်စတန်အဖို့ဤနေရာတစ်ဝိုက်တွင်ရန်ကီတပ်များတက်ဆွဲနေသည်ကိုကြာရှည်ခွင့်မပြုနိုင်အထူးသဖြင့်ဒါတန်ဤတောင်ဘက်ရန်ကီစစ်သားတယောက်မျှအလာမခံနိုင်ဂျော်ဂျီယာပြည်နယ်ကိုမိမိရသိမ်းပိုက်နိုင်မှမိမိတို့အဖို့အခြေအနေကောင်းမည်ဂျော်ဂျီယာပြည်နယ်ကတောင်ပိုင်းအတွက်စပားကြီးဆိုလျင်လဲဟုတ်သည်စက်ပြင်ယုံဆိုလျင်လဲမှန်သည်ကုံလာယုံဆိုလျင်လဲဆိုနိုင်သည်ပြည်နယ်စစ်တပ်အတွက်လက်နက်များခဲယံမီးကြောင်များကိုထုတ်ပေးသည်ဝါကုန်းနှင့်တိုးမွေးလဲထုတ်ပေးသည်အတ္တလန္တာနှင့်ဒါတန်ကြားတွင်ရောမဆိုသည့်မြို့ငယ်ကလေးတစ်မျိုးရှိသည်အမြောက်သွန်းစက်ရုံနှင့်အခြားစက်မှုလုပ်ငန်းများရှိသည်ရစ်ချမွန်တောင်ဘက်တွင်တန်ရီကျိုယုံရှိသည့်အယ်တိုဝါနှင့်အယ်လာတူနာမြို့များရှိသည်အတ္တလန္တာတွင်ပစ္စတိုစက်ရုံများမြင်းကုန်းနီးစက်ရုံများရွက်ထည်တဲစက်ရုံများခဲယံမီကျောက်စက်ရုံများရှိသည်ထိုများမကတောင်ပိုင်းတွင်အကြီးဆုံးစက်ကောင်းရုံများနှင့်မြစ်ရထားစက်ကောင်းပြင်ရုံကြီးများစေယုံကြီးများလည်းရှိသည်အတ္တလန္တာသည်မြစ်ရထားလမ်းလေးသွယ်ဆုံရာလမ်းစုံမျိုးဖြစ်သည်ပြည်နယ်တစ်ခုလုံးဤလမ်းစုံကိုအမိပြုနေရသည်ထိုကြောင့်စစ်မြေပြင်သည်ဤအထိရောက်လာလိမ့်မည်ဟုမြည်သူကားများမတွေးမိကြဒါတန်ဆိုသည်ကလည်းအတ္တလန္တာနှင့်အဝေးကြီးရှိသေးသည်တင်နက်စီပြည်နယ်တွင်တိုက်ပွဲများဖြစ်ပွားနေသည်မှာ3နှစ်3မိုးရှိပြီထို့ကြောင့်တင်နက်စီပြည်နယ်ကိုဝေးလံသည့်ရှေ့တန်းစစ်မျက်နှာဟုထင်နေကြသည်ထို့ပြင်ရန်ကီတပ်များနှင့်အတ္တလန္တာကြားတွင်ဗိုလ်ချုပ်ဂျွန်စတန်၏ပြည်နယ်တပ်များရှိသေးသည်ဗိုလ်ချုပ်လီးပြီးလျင်ဗိုလ်ချုပ်ဂျွန်စတန်လောက်တိုက်ရခိုက်ရရှိသည့်စစ်ဗိုလ်ချုပ်ဟု၍မရှိသလောက်ရှားသည်ကိုလူတိုင်းအသိဖြစ်သည်ပူအိုက်သည့်ထိုမေတညက်နေတော်လေးပီတီတို့အိမ်စစ်ဝင်းတွင်ဝိုင်းထိုင်ကြရင်ဒေါက်တာမီကစစ်ပွဲနှင့်ပတ်သက်သည့်ထင်မြင်ချက်များကိုပြောပြသည်သူ့ထင်မြင်ချက်သည်အရက်သားများ၏ထင်မြင်ချက်ကိုကိုစားပြုသည်ဟုဆိုနိုင်သည်အတ္တလန္တာမြို့အတွက်စိုးရိမ်ပွဲမရှိကြောင်းဗိုလ်ချုပ်ဂျွန်စတန်သည်တောင်ရိုးများတစ်ဝိုက်တွင်တမဏိတတိုင်းကြီးတစ်ဖွဲကာကွယ်လျက်ရှိကြောင်းဖြင့်ဒေါက်တာမီကပြောပြသည်နားထောင်သည့်ပရိသတ်ကြီးသည်ကို့အတွေ့ဖြစ်ကိုသူ့စကားများကိုနားထောင်နေကြသည်သူတို့အားလုံးစီးစာမိန်မိန်တွင်တိတ်ဆိတ်စွာထိုင်ကာစီးစာမှောင်ထဲတွင်လူလာပြန်နေကြသည့်ပိုးဆုံးကျူးများကိုငေးကြည့်နေကြသည်သူတို့ရင်ထဲတွင်လေးနေသည်တော်မီကသားငယ်ဖိလစ်ကိုဖတ်ထားရင်ဒေါက်တာမီပြောသည့်အတိုင်းမှန်ပါစေဟုဆုတောင်းသည်အတ္တလန္တာသို့စစ်မြေပြင်ရောက်လာလျင်သားငယ်ဖိလစ်သည်စစ်တပ်သို့ဝင်ရတော့မည်ဖိလစ်မှာအသက်16နှစ်ပြည့်သဖြင့်မျိုးပြကာကွယ်ရေးတပ်သို့ဝင်ရပြီဂတ်တီစဘတ်တိုက်ပွဲကလေးကချုံးကျသွားသည့်ဖန်နီကပြီးခဲ့သည့်လများအတွင်းကြုံတွေ့ခဲ့ရသမျှကိုပြန်စဉ်းစားနေသည်ထိုရုပ်ပုံကိုသူ့မျက်စိထဲကမထွက်သူ့အဆက်ဘိုဒါလက်မကလူးဒဏ်ရာကြီးရလာသဖြင့်မိုးရဲလေတဲ့တွင်နွားလဲကြီးဖြစ်တည်လာခဲ့ကြသည်ဘိုကြီးကာရီအရှာဘန်းသည်ဒေါက်တာမီ၏စကားကိုနားထောင်ရင်းတဝက်ဖြတ်ထားရသည့်သူ့လက်မောင်းကတစစ်စစ်ကိုက်လာသည်ဟုထင်ရသည်စကားလက်ကိုပိုးတော်လဲတိုးတက်မှုမရှိသဖြင့်စိတ်သက်ကြနေသည်ဘိုကြီးကာရီစကားလက်ကိုပိုးခဲ့သည်မှာအရှလီ3ပန်းအဖြစ်အဖမ်းခံရသည့်သတင်းကိုကြားပြီးချိန်ကတည်းကဖြစ်သည်စကားလက်နှင့်မီလာနီကမူဒေါက်တာမီ၏စကားများကိုနားမဝင်ထုံးစံအတိုင်းအရှလိအကြောင်းကိုတွေးနေကြသည်အရှလိသေးပြီလောမီလာနီကမူထိုအတွေးမျိုးဝင်လာတိုင်းဟင်းမဖြစ်နိုင်ဘူးမသေးနိုင်ဘူး
သူသိရင်ငါသိရမယ်ငါ့ကိုတစ်ခုခုပြရမယ်ဟုတွေးနေသည်ရဘဒလာကအမှောင်ရိပ်ထဲတွင်အေးအေးလူလူထိုင်နေသည်အကောင်းစားဖနက်ရှည်ကြီးဆွတ်ထားသည့်ခြေတံရှည်ရှည်များကိုပြင်းတီပြင်းတွဲချိတ်ထားသည်ညိုမောင်သည့်သူ့မျက်နှာကမြည်သည့်ခံစားချက်ကိုမျှဖြော်ပြလေမရှိဟာလာဟင်းလင်းဝိတ်ကလေးကသူ့လက်မောင်းပေါ်တွင်နှင်းနှင်းချိုက်ချိုက်အိမ်မောကြနေသည်သူ့လက်သေးသေးကလေးထဲတွင်တန်ရှင်းစွာဆေးထားသည့်ငှက်ရင်ပုံရိုးကိုကင်ထားသည်ရဘဒလာရောက်လာလျင်စကားလက်ကဝိတ်ကလေးကိုရဘဒလာပေါ်ပေါင်ပေါ်တွင်ထိုင်စေသည်ဝိတ်ကလေးကရဘဒလာကိုခင်သည်မြည်သည့်ကြောင့်မသိရဘဒလာကလည်းဝိတ်ကလေးကိုချစ်သည်တာမန်အဖြစ်ဆိုလျင်ဧည့်သည်တွေလာတော့ဝိတ်ကလေးအေကန်းနဲ့ထွက်လာသည်ကိုစကားလည်းမကြိုက်တို့ရာတွင်ဝိတ်ကလေးကရဘဒလာ၏လက်တွင်ဆိုလျင်ငိမ့်ငိမ့်နေလေးရှိသည်ဒေါ်လေးပတီကမူရင်ပြည့်ရင်ကဲဖြစ်နေသဖြင့်လေကျင်တက်ရန်တပင်တပန်းကြိုးစားနေသည်ထိုနေ့ညထမင်းဝိုင်းတွင်စားခဲ့ရသည့်ကြက်ကရင့်သည်ထို့ကြောင့်ဒေါ်လေးပတီအစာမကြေဖြစ်တတ်သည်ထိုနေ့နက်ကဒေါ်လေးပတီသည်အိမ်ကကြက်ဖအိုကြီးကိုတက်ရန်စိတ်မကောင်းတကောင်းဖြစ်ဆုံးဖြတ်ခဲ့သည်ကြက်ဖအိုကြီးကအိုသေးတော့မည်စောစည်းစွာကပင်အိမ်သားများ၏ဘိုက်ထဲသို့ရောက်သွားကြပြီဖြစ်သောကျက်မများကိုလွမ်းဟန်တူသည်ယခုတလောတွင်ကြက်ကလေးခြံနာသွားကငိုင်နေတတ်သည်တွန်လဲမတွန်တော့ဦးလေးပီတာကလဲလိန်၍ကိစ္စပြီးအောင်လုပ်ပြီးသည့်နောက်တွင်မူသူတကာတွေကြက်သားမစားရသည့်အချိန်တွင်မိမိကကြက်သားဟင်းနှင့်အမိန့်သာစားနေရသည်ကိုစိတ်မကောင်းဖြစ်နေသည်မီလာနီကကိုဝင်ငားလာတဲ့ရောက်လာသဖြင့်အပြင်သို့လည်းမထွက်တော့ဧည့်သည်များကိုလည်းလက်ခံတွေးဆောင်ခြင်းမပြုတော့ဒေါ်လေးပတီကဧည့်သည်များကိုညစာဖိတ်သည့်အတွင်မီလာနီတအံ့တော်ဖြစ်ရသည်တို့ရာတွင်ဒေါ်လေးပတီကဘူးဆိုလျင်ဖေယုံသီးသူမဟုတ်ကြက်သားဟင်းကိုသူတယောက်တည်းမစားခြင်းကိုကြိုးကြည့်သည်ဟုထင်သည်မီလာနီကအပေါ်ဆုံးအောက်ခံခွေကိုအထက်သို့နည်းနည်းမြင့်ပေးလိုက်လျင်သူ့ကိုယ်ဝင်ပေါ်တော့မည်မဟုတ်ဒီအချိန်ကြီးမှာဧည့်သည်တွေကိုမတွေ့ကြပါဘူးတော်လေးအရှလေးကလည်းအရှလေးကဘာဖြစ်သေးတာမှတ်လို့ဒေါ်လေးပတီကတုံတုံရင်ပြောသည်ပြောမိတာပြောရသည်သူကိုယ်တိုင်ကလည်းအရှလေးမရှိတော့ဟုထင်နေသည်အရှလေးရှိသေးတာပဲလူတွေလည်းတွေ့ရတော့ညီလည်းစိတ်ပြေလည်းပြောက်ဖြစ်တာပေါ့ဖန်နီကိုလည်းဖိတ်ရမယ်သူ့အမေကသူ့သမီးစိတ်ထိခိုက်နေလို့ကြံဖန်ပြီးအားလေးပါလေးပေးစမ်းမအောင်လို့ပြောနေတာနဲ့ဘယ်ကောင်းမလဲဒေါ်လေးရဲ့သူ့ခမဓားလက်တိုက်ပွဲကြလို့စိတ်မကောင်းဖြစ်နေတော့ညစာစားပွဲလာရတယ်လို့ကဲမတ်ရွှေစာတော်ပါတော့ကျုပ်ငိုမိလိမ့်မယ်တကယ်ပဲကျုပ်ကရာဇဝတ်မှုကြီးကျူးလွန်နေတာကြနေရပဲကျုပ်ကရှင့်အတော်ပါကျုပ်နားလဲပါတယ်မိတ်ဆွေတွေကိုထမင်းကျွေးခြင်းလို့ပါတို့ဖြစ်ဒေါ်လေးကမိတ်ဆွေများကိုညစာစားဖိတ်သည်ညစာစားပွဲပြီးကနေဒေါ်လေးပတီမျှော်လင့်ခြင်းလည်းမရှိလိုလားခြင်းလည်းမရှိတော့ဧည့်သည်တယောက်ရောက်လာ၏တအိမ်လုံးကြက်ကင်နှံမှုှေးနေစဉ်လူမသိသူမသိခီးထွက်ရမှပြန်ရောက်လာသည့်ရဘဒလာတကားလာခောက်သည်သူ့ဂျိုင်းကြားတွင်စက်ကူပတ်ထားသည့်တကြားလုံးတစ်သားကြီးကိုပိုက်လာသည်ဒေါ်လေးကိုလည်းဝမ်းသာအားရနှုတ်ဆက်သည်ဒေါက်တာမီတို့လင်မယားနှစ်ယောက်ကသူ့အပေါ်မြင်မြနာကြီးနေသည်ကိုဒေါ်လေးပတီသိသည်အရေးတော်ပေါ်ချိန်တွင်တက်သေးတို့မဝင်သောယောက်ျားမှန်သမျှကိုဖန်နီမြင်းမြမုံချောင်းကိုလည်းဒေါ်လေးပတီသိသည်တို့ရာတွင်ရောက်လာတော့မှသူ့ကိုလည်းမဖိတ်၍မဖြစ်ဒေါက်တာမီလင်မယားနှင့်ဖန်နီတို့ကလမ်းတွင်သူ့ကိုတွေ့လျင်စကားမပြောကြတို့ရာတွင်မိတ်ဆွေတယောက်၏အိမ်တွင်ဗပင်းတိုးသည့်အခါတွင်မူအထိုက်အလျောက်ဆက်ဆံရတော်မူရဘဒလာသည်မီလာနီကိုလည်းအထူးဂရုစိုက်စောင့်ရှောက်နေသည်မဟုတ်လောရဘဒလာကအရှလေးအကြောင်းကိုအမတ်တရစုံစမ်းပေးပြီးသည့်နောက်တွင်ရဘဒလာတယောက်သူ့အိမ်သို့တကားမရှိဓားမရှိဝင်ထွက်နိုင်သည်ကြိုက်သလောက်နေနိုင်သည်မိသူကမိတို့ပျော်ပျော်ဂရုမစိုက်ဟုမီလာနီကလူသိရှင်ကြားပြောခဲ့သည်ရဘဒလာခါတိုင်းနှင့်မတူရင်ကျေးတိမ်မွေ့နေသည်ထိုအခါကျမှဒေါ်လီပတီရင်ထဲကအလုံးကြီးကျသွားသည်ဖန်နီကိုလည်းဂယူတဆိုင်ဆက်ဆံကစာနာတနာသည့်ဟန်တလေးတစားဆက်ဆံသဖြင့်ဖန်နီပင်ကျေနပ်နေသည်တို့ဖြစ်ထမင်းဝိုင်းလည်းအဆင်ပြေနေသည်ဟင်းလျာကလည်းစုံသည်အချို့အချင်းကလည်းမြိုင်သည်ဗိုလ်ကြီးကာတွေကရန်ကီးစစ်သားတယောက်ဤဆေးအိတ်ထဲကရလာသည့်လက်ဖက်ချောက်ကလေးကိုယူလာသည်ဆေးတံဆေးနံမပြောက်သည့်တိုင်လက်ဖက်ရည်လေးတစ်ခွက်စီတောက်ကြရသည်ကြက်ကင်ကလည်းတယောက်တစ်ဖက်စီစာလောက်စားရသည်ပြောင်းမှုကြော်ကိုကျစ်သွန်နီစီတက်၍ဖြူးထားသည်စတော်ပဲသည့်ကြော်တစ်ခွက်နှင့်ဆန်လွန်ဟင်းညိုလည်းပါသည်ဟင်းချိုကဂျုံမုံမထက်ရသဖြင့်အနှဲငယ်ကျဲသည်အချို့အချင်းပွဲအဖြစ်ကစုံဥယိုရှိသည်ရဘဒလာယူလာသည့်တကြားလုံးတွေရှိသည်ယောက်ျားများအတွက်ထမင်းစားအပြီးဇီးဝိုင်ပြေမှင်းရန်ဟာဗာနာဆေးပြင်းလိပ်အစ်စ်ရဘဒလာကလိုက်ဝေသည်တို့ဖြင့်
ညစာဝိုင်းသည်တကယ်ထမင်းစားပွဲကြီးပမာစီကားတိုက်မြိုက်နေသည်အမျိုးသားများကစင်ဝင်အောက်ရှိအမျိုးသမီးများဝိုင်းသို့ရောက်လာသည့်အခါတွင်ပြည်ရင်းစစ်အကြောင်းကိုစကားဆက်မိကြသည်ယခုအချိန်တွင်စကားဝိုင်းဖွဲ့လျင်ပြည်ရင်းစစ်အကြောင်းမပါ၍မပြီးပြောသမျှစကားများသည်ပြည်ရင်းစစ်စီသို့ဦးတည်နေသည်စောစောကမပြောဖြစ်လျင်လည်းနောက်ပိုင်းတွင်ပြန်ကောက်ကြသည်တခါတရံရဲစရာတခါတရံစိတ်မကောင်းစရာစသဖြင့်တလဲစီရှိတော်လဲအကြောင်းအရာကစစ်ပွဲအကြောင်းသာဖြစ်သည်ပြည်ရင်းစစ်အချစ်ဇလန်းများပြည်ရင်းစစ်အိမ်တော်ရေးဇလန်းများစေယုံနှင့်စစ်မြေပြင်အနိဒာယုံများစစ်ချီယာစခန်းချရာတွင်တွေ့ရသည့်အဖြစ်အပျက်များသူရဲကောင်းပီသားမှုများသူရဲဘောကြောင်မှုများဝမ်းနည်းစရာများဆင်းရဲဒုက္ခများမျောလင်းချက်ကမူအမြဲတမ်းရှိသည်နှွေရသည်မတိုင်မီကအရေးနှိမ့်ခဲ့သည့်တိုင်မျောလင်းချက်မကုန်ကြသည်ဘူကြီးကာရီကအတလန်နာမှာဒါတန်ရှိရှေ့တန်းစစ်တပ်သို့တပ်ပြောင်းလျှောက်ကြောင်းခွင့်ပြုချက်ရကြောင်းဖြင့်ပြောသည့်အခါတွင်အမျိုးသမီးများကငုံတိတိဖြစ်နေသည့်သူ့လက်မောင်းကိုလှမ်းကြည့်ကြသည်မတော်တင်ကြောင်းရှေ့တန်းစေယုံများတွင်ပြုစုသည့်အမျိုးသမီးတွေမရှိကြောင်းဖြင့်ဝိုင်းကန့်ကွက်ကြသည်ဘူချုပ်ကာရီကျင်းနေတော်သည်ဆရာဝန်ကတော့ဒေါ်တော်မိမီလာနီဒေါ်လီပစ်တီဖန်နီစသူတို့ကသူ့ကိုဂယူးတဆိုင်ရှိသဖြင့်ဘူကြီးကာရီဝမ်းသာသွားသည်ဘာဖြစ်လို့လဲဟိုမှာတိတ်ကြကြနေရမှလည်းမဟုတ်တော့တာဒေါက်တာမိကဘူကြီးကာရီဤပခုံးကိုပုတ်ရင်းပြောလိုက်သည်တိုက်ပွဲတစ်ပွဲလောက်တိုက်ပြီးရင်ရန်ကြီးတွေတင်းနစီပြည်နယ်ထဲပြန်ဆုတ်သွားတော့မှာမဟုတ်လားဟိုရောက်ရင်လည်းသူတို့ကိုဒိုးဘူချုပ် Forest ကကောင်းကောင်းဧည့်ခံလိမ့်မယ်ရန်ကြီးတွေဒီနားရောက်လာပြီဆိုပြီးဒီလောက်လည်းမစိုးရင်ကြပါနဲ့ဘူချုပ်ဂျွန်စတန်ရဲ့တပ်ကတကယ့်တန်မဏိတတိုင်းတက်ဒီတတိုင်းကိုဒီကောင်တွေမကြော်နိုင်ပါဘူးရန်ကြီးဘူချုပ်ရှာမင်းဘလောက်ပဲတော်တော်ဒိုးဘူချုပ်ဂျွန်စတန်ကိုနိုင်အောင်မတိုက်နိုင်ပါဘူးစိတ်သာချအမျိုးသမီးများကကျေနပ်စွာပြုံးလိုက်ကြသည်ဒေါက်တာမိ၏စကားများကိုအဟုတ်ထင်နေကြသည်တို့ရတွင်ဤကိစ္စ၌အမျိုးသားများကအမျိုးသမီးများထက်နားလည်ကြသည်ဗိုလ်ချုပ်ဂျွန်စတန်သည်တန်မဏိတတိုင်းကြီးဟုဆိုလျင်သူတယောက်သာဖြစ်လိမ့်မည်ရပ်ပဒလာတစ်ချိန်လုံးစိတ်နေသည်အမောင်ထဲတွင်နှက်ခမ်းကိုမဲ၍ထိုင်ရင်သူတို့ပြောသည့်စိတ်ရေးစိတ်ရာစကားများကိုနားထောင်နေသည်ဝေကလေးကသူ့ပခုံးပေါ်တွင်အိတ်လျက်ဗိုလ်ချုပ်ရှာမင်းတက်မှာတပ်သား3 သိန်းလောက်ရှိတယ်လို့ကောလာဟာလာဖြစ်နေတယ်ခမနောက်ထပ်လည်းစစ်သားတွေရောက်အောင်မယ်လို့ကြားနေတယ်ဒေါက်တာမီကိုသူကခတ်တိုးတိုးရှင်းပြသည်ရပ်ပဒလာရောက်လာကြတဲ့ကဒေါက်တာမီစိတ်လက်မကြည်မသာဖြစ်နေပြီသူအလွန်မုန်းသည့်ထိုလူသည်သူနဲ့သူထမင်းစားဖိတ်ခံရသည့်သူတယောက်ဖြစ်နေသည်ကိုတွေ့ရသည့်အတွက်ဒေါက်တာမီစိတ်ဆိုးနေသည်အင်ရှင်တော်လေးပီတီကိုအာနာသောကြောင့်သာအထိုက်အလျောက်ဆက်ဆံနေရသည်သို့မဟုတ်လျင်ထိုလူနှင့်မဆက်ဆံခြင်းပြောပါဦးဒေါက်တာမီကခတ်တိုးတိုးပြောသည်ဗိုလ်ချုပ်ဂျွန်စတန်မှာတပ်သား4 000ပဲရှိတယ်တဲ့ဒါတောင်အောင်ပွဲရလို့ပြန်ဝင်လာတဲ့တပ်ပြေးတွေကိုထဲတွက်ထားတာပဲစောစောကဘူကြီးကာရီဒီလိုပြောသွားတယ်လို့ကျွန်တော်ထင်တယ်ခမဒီမှာတငယ်တော်တော်မီကခက်ဆက်ဆက်ပြောသည်ပြည်နယ်တက်မတော်မှာတပ်ပြေးဆိုတာမရှိဘူးသိရလားအမင်းရှိပါခမရပ်ပဒလာကတမင်တက်တက်ပြောင်းလောင်နှိမ့်ချပြီးပြောသည်ကျွန်တော်ပြောတဲ့တပ်ပြေးဆိုတာဒီလိုပါခွင့်ယူပြီးတရင်ကိုပြန်ဖို့မေ့နေတဲ့သူတွေဒဏ်ရာရလို့ပြန်လာတယ်ဆိုပြီးအိမ်ကြတော့တန်တန်မာမာနဲ့ကိုယ်လုပ်ငန်းကိုပြန်လုပ်နေကြတဲ့လူတွေရာပြန်လုပ်နေတဲ့လူတွေကိုပြောတာပါရပဒလာကြီးမျက်လုံးများသည်တောက်ပြောင်လာကြ၏တော်တော်မိကနှက်ခမ်းကိုကိုက်လိုက်သည်တော်တော်မိခံလိုက်ရပြီတော်တော်မိမတက်မတာဖြစ်နေပုံကိုကြည့်၍စကားလက်ရေးခြင်းနေသည်စစ်ပလိတ်များကလိုက်ဖမ်းနေသည့်တိုင်တောင်ရိုးများတောများတဲ့တွင်တင်းချောင်နေသည့်တက်ပြေးဆရာပေါင်းများစွာရှိသည်ဤပြည်ရင်းစစ်သည်လူမွဲအသေးခံတိုက်ရသည့်လူချမ်းသာတို့၏စစ်ပွဲဖြစ်သည်ထို့ကြောင့်မတိုက်လို့တော့ဟုပြောနေကြသူတွေရှိသည်တို့ရာတွင်အများစုမှာတပ်မှပြေးရန်ရည်ရွယ်ချက်မရှိဘဲတပ်ကတပ်ပြေးဟုကြေညာခံထားရသူများဖြစ်ကြသည်အချို့မှာခွင့်မရသည်မှာ3 နှစ်ကျော်ရှိနေပြီအိမ်ကလည်းတပ်ပုံမကန်ဖြစ်စာရီတဖွဲဖွဲရောက်နေကြသည်တို့တွေလည်းငက်ပြက်ကုန်ပြီဒီနှစ်စပားအတွက်လည်းမကောင်းဘူးအိမ်မှာလဲလုံးမဲ့သူလည်းမရှိဘူးစစ်တပ်ကလည်းရိတ်ခါတွေသိမ်းတယ်မင်းစီပိုးစီကပတ်စံတောင်မရှိဘူးပဲပြုတ်ကိုပဲစားရတယ်ဆိုသည့်စာမျိုးတွေလာနေသည်တက်ကိုရောက်လာသည့်စာများကိုခြုံကြည့်လျင်တို့တွေလည်းငက်ပြတ်နေကြပြီမိဘတွေရောတာမယားဆွေမျိုးတွေရောအကုန်ပဲဒီစစ်ကဘယ်တော့မှပြီးအောင်မှလဲတို့တွေငက်လာပြီပြက်လာပြီဆိုသည့်အတန်တွေလွှမ်းနေသည်စစ်တပ်ကခွင့်မပေးသည့်အခါတွင်အိမ်တို့တစ်စိတ်ပြန်လာကကိုရာကိုထွန်ကြသည်ကောက်နံဆိုင်ပြိုးကြသည်အိမ်ပြင်ကြသည်ခြံစည်းရိုးခတ်ကြသည်
တရင်မှုများကဤအခြေအနေများကိုရိပ်မိသည့်အခါတွင်တက်သို့ပြန်လာစေလိုကြောင်းအရေးယူမည်မဟုတ်ကြောင်းဖြင့်အကြောင်းကြားကြသည်ဤတွင်မြကြမီစစ်ပြီးတော့မည်ထင်ကပြန်သွားကြသူများလည်းရှိသည်အိမ်ပြန်၍ခွင့်ယူကရာထွန်ကြသူများမှာတပြေသဘောမတက်ရောက်သည့်တိုင်စစ်တပ်ကအင်အားနည်းစေသည်အတန်ကြာတိတ်ဆိတ်နေကြသည်ဒေါက်တာမိကစပြော၏သူ့တန်ကခက်အေးကျုပ်တို့တက်တွေနဲ့ရန်ကီတက်တွေကြားတက်သားအရေးအတွက်ဘလို့ပဲကွာခြားဒါကအရေးမကြီးပါဘူးဘူကြီးဘတ်တလားကျုပ်တို့ပြည်နယ်တက်သားတယောက်ဟာသူတို့10ယောက်နဲ့ညီပါတယ်အမျိုးသမီးများကခေါင်းငိမ့်ကြသည်ဤအချက်ကိုလူတိုင်းသိသည်ပြည်ရင်းစစ်အစမှာတော့ငါဟုတ်ပါတယ်ရဘဒလာကပြောသည်ခုအထိလဲဟုတ်ကောင်းဟုတ်ပါလိမ့်မယ်အကယ်၍ကျွန်တော်တို့တက်သားတွေရဲ့တနတ်တွေထဲမှာကြည်စံတွေရှိသေးရင်ကျွန်တော်တို့တက်သားတွေခြေထောက်မှာဖက်နှက်တွေရှိသေးရင်ဗိုက်တဲ့အစာတွေရှိနေရင်ပေါ့လေမဟုတ်လားဘူကြီးကာရီရဘဒလာရဲ့အတန်ကချိုတာနုညံ့ကတမင်နှိမ်ချသည့်အသွင်ကိုစောင်းနေသည်ဘူကြီးကာရီသည်တော်တော်စိတ်မချမ်းမသာဖြစ်နေပုံရ၏ရဘဒလာကိုမကြိုက်သူများတဲ့တွင်သူလဲပါသည်ဘူကြီးကာရီသည်ဒေါက်တာမိကိုထောက်ခံပြောလိုသည်တို့ရာတွင်မူသားမပြောခြင်းလက်ထပ်ဖက်ပြက်နေသည့်တိုင်ရှေ့တန်းစစ်မျက်နှာသို့ပို့ရန်တောင်းဆိုခြင်းမှာမိမိတို့ဘက်ကအခြေအနေမကောင်းသောကြောင့်ဖြစ်သည်ဤအချက်ကိုတက်သားများမယိမ့်မိကြဂျိုင်းတောင်နဲ့ရှောင်းရသူများမျက်စိတစ်ဖက်ပြက်နေသူများလက်ချောင်းကလေးတွေပြက်နေသူများလက်တစ်ဖက်ပြက်နေသူများများစွာရှိသည်၎င်းတို့ကိုစေးုံတာဝန်ချော့ပို့တာဝန်မိရထားလန်လုံခြုံရေးတာဝန်ပေးထားကြသည်ခုဤလူများသည်ဗိုလ်ချုပ်ဂျွန်စတန်တွင်လူလိုနေသည်ကိုသူတို့သိကြသည်ဗိုလ်ချုပ်ကာရီကဘာမှမပြောဒေါက်တာမိကတဖြည်းဖြည်းစိတ်တူလာပြီးထို့ကြောင့်အားရပါရပြောနေသည်ဒီမှာကျုပ်တို့လူတွေကအရင်တုန်းကဖနက်မပါအစားအစာမပါပဲတိုက်ခဲ့ကြတာဗျရှုံးသလားမရှုံးဘူးအောင်ပွဲတွေရခဲ့တယ်အခုလည်းဒီတိုင်းဆက်ပြီးအောင်ပွဲတွေရနေအောင်ပါပဲကျုပ်ပြောမယ်ဗိုလ်ချုပ်ဂျွန်စတန်ကိုလွယ်လွယ်နဲ့တိုက်မရဘူးမှတ်ထားပါရှေးပုံဝတ္တနီတဲကတောင်ရိုးတွေတောင်ကုန်းတွေဟာအကျူးကျော်ခံလူတွေရဲ့ခံတက်ကြီးဖြစ်ခဲ့တာပဲမဟုတ်ဘူးလားမောင်ရင်တာမိုပလေးတိုက်ပွဲကိုကြည့်ပါလားစကားလက်ကစဉ်းစားသည်တို့ရတွင်တာမိုပလေးဆိုသည်မှာမြည်သည့်အရာမှစဉ်းစား၍မရအဲ့ဒီတာမိုပလေးမှာနောက်ဆုံးတက်တာအထိအားလုံးဇံကြွကုန်ကြတယ်မဟုတ်ဘူးလားခင်ဗျာရဘဒလာကမေးလိုက်သည်သူ့နှုတ်ခမ်းများသည်ရေကျင်စိတ်ကိုမျိုးသိပ်ထားရဟန်တွန့်နေသည်ဘာလဲသူငယ်ကျုပ်ကိုစော်ကားနေတာလားမဟုတ်ပါဘူးခင်ဗျာကျွန်တော်အထင်မလွဲပါနဲ့ကျွန်တော်တောင်းပန်ပါတယ်မသိလို့မေးတာပါကျွန်တော်ကရှေးဟောင်းရာဇဝင်တွေကိုကောင်းကောင်းမမှတ်မိတော့လို့ပါဟုတ်တယ်လူအဲ့ရင်ကျုပ်တို့လူတွေကတယောက်မကြံအသေးခံတိုက်ကြရမှာပဲရန်ကီတွေကိုတော့ဂျော်ဂျီယာပြည်နယ်တဲ့အဝင်မခံနိုင်ဘူးအဝင်မခံရုံနဲ့မကဘူးတိုက်ပွဲတစ်ပွဲတည်းနဲ့ဒီကောင်တွေဂျော်ဂျီယာမြေတဲကမောင်းထုတ်ရမယ်သိလားဒေါ်လေးပီတီကခတ်တုတ်တုတ်ထကစကားလက်ကိုတချင်းတစ်ပုတ်လောက်စမ်းနေရဖြင့်စိုးတီးတီးပြခိုင်းသည်စကားဝိုင်းသည်တဖြည်းဖြည်းလေးနက်ကပြင်းထန်လာခြင်းကိုဒေါ်လေးပီတီသိလိုက်ပြီးသူ့ထမင်းပွဲသို့ရဘဒလာဖိတ်မိလျင်ပြဿနာတစ်ခုခုဖြစ်တော့မည်ဟုဒေါ်လေးပီတီသိသည်သူရောက်လေရတွင်ပြဿနာဖြစ်တတ်သည်ပြဿနာဖြစ်အောင်ရဘဒလာမြည်တို့မီးမွေးမြည်သည်ကိုဒေါ်လေးပီတီမသိစကားလက်သည်ဤလူကိုဘာများသဘောကျနေသနည်းမီလာနီကရောသူ့ဘက်ကအဖေကြောင့်ကောက်ွယ်ပေးနေရသနည်းဟုတ်ကဲ့ပြပါပြီကျေးဇူးများဗီဒီယိုလေးကိုအဆုံးထိနားဆင်မိတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုပဲပြနေစဉ်အတွင်းအမားတစုံတရာများပါရှိခဲ့ရင်နားလည်ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်မိတ်ဆွေတွေတငယ်ချင်းတွေကိုလည်း share ပေးပါအောင်လို့မေတ္တာရပ်ခံပါတယ်နော်ကျေးဇူးတင်ပါတယ်